အလုပ်လူတက်တဲ့အလုပ်ဘောနော်ငါ့ကိုခိုင်းတဲ့အစီအတဲ့လူတယောက်ငါ့ကိုစီးဖောက်ထားတာရှိတယ်နော်ဒီမှာအားလုံးမြင်မြင်ပဲနော်အားလုံးမြင်မြင်ပဲဆိုတော့ပွဲတွေကုံတော့မိထတောက်တယ်နော်သွေးနဲ့လောင်းတာကိုမိထတောက်တယ်ဆိုတော့ဒါပြောချင်တာကအဲ့ဒီဟာမှာပေါ့နော်အခုငါ့ကိုတက်ခိုင်းတဲ့ဟာကရွှေကျော်ပညာယူထားတယ်လို့ငါယူဆတယ်နော်အဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒီအလုပ်ငါအောင်မြင်အောင်လုပ်ပေးလို့တော့မရဘူးဒါပေမဲ့ငါကျွတ်6ကျိုးအောင်တော့ငါလုပ်ပေးထားတယ်နော်ဒီမှာကြည့်နော်အနိကပြပေးမယ်နော်နော်ဒီမှာတားနဲ့ထိုးတယ်နော်ဒီမှာတားနဲ့ထိုးတယ်နော်ဒါပေမဲ့အဲ့ဒီနေရာကခန္ဓာကိုယ်အတွင်းထဲမှာသူကဒီမှာပေါ့နော်အဲလိုစမလိုလည်းပေါ်လာတယ်နော်အဲ့တော့ငါကလုပ်ပေးတာအကုန်မအောင်မြင်ဘူးငါတော်ဝင်တော့မကြည့်ဘူးဒါပေမဲ့ငါကိုခိုင်းနေသူကမှခိုင်းမိတယ်နော်ဒီမှာတော့ပွဲကိုကြည့်နော်မိတွေထပ်တော့တယ်နော်ဘာမှလည်းမလုပ်ဖက်နဲ့နော်အဲ့တော့ဒါပညာတယောက်ပညာခံရှိတဲ့သူကအောက်လန်းပညာဆိုငါမနိုင်စေရအကြောင်းမရှိငါအကုန်နိုင်တယ်နော်ဒါအောက်လန်းပညာမဟုတ်ဘူးအထက်လန်းပညာတစ်ခုခုမြင့်မြတ်တဲ့သူတယောက်ကိုငါ့ကိုလာပြီးတော့လိန်ညာခိုင်းတော့အခုလိုဖြစ်ရတယ်နော်အဲ့တော့အစီအတက်သူငါပြောမယ်မအောင်မြင်ဘူးနော်ခြေကျိုးတော့ငါလုပ်ပေးမယ်အဲ့ဒါငါအကုန်ပြောပြတယ်နော်နင်တို့တေချာကြည့်ငါကလိန်ညာတော့မရှိငါလိုက်ပေါ်မှာငါပွန့်ပွန့်လင်းလင်းလူအကုန်တွေ့အောင်လို့ငါပြောပြီးငါလုပ်ပေးတယ်နော်ငါခတိတည်တယ်နော်တေချာကြည့်နော်အလုံးတွေ့တယ်နော်ဒီကိစ္စမှာငါအသေးအောင်လုပ်မပေးနိုင်တော့ငါကငါတော့တောင်းဝင်မကြည့်သလိုဖြစ်တယ်ဒါပေမဲ့ငါလည်းမတက်နိုင်ဘူးနော်ငါအနိုင်တကယ်လှုပ်ထားပေးတယ်ဒါပေမဲ့ဒီလိုမျိုးဖြစ်လို့မရတာနော်ခြေတော့ကျိုးသွားတယ်နော်ဟိုမှာတိတ်လာနော်နေလို့ပေးထားတဲ့နာမည်နဲ့ငါရေးကပ်ပြီးတော့ငါလှုပ်ထားတာသူကဒီမှာတိတ်လာနော်ဒီချာနာကကြည့်နေတော့ဒီမှာတိတ်လာအင်းလိုစမလိုနဲ့ပေါ်တယ်နော်အဲ့မှာလာပြီးပေါ်လာတယ်နော်ဒါကြောင့်ငါလည်းငါမားတာတော့ငါသိတယ်နော်ဒါပေမဲ့အစီရင်လုပ်တဲ့လူလည်းငါပြောတာနေလို့ငါ့ကိုတေချာဆုံစားပြီးမှအဲ့နော်သူများတမယာဖောက်ပြန်နေဆိုရင်တကယ်ဖောက်ပြန်နေဆိုငါလှုပ်လို့မထည့်ရအကြောင်းမရှိဘူးနော်မကြည့်နော်ပွဲထဲမှာနော်မိထတောက်တယ်နေလို့မြည်ဖူးလာနော်ငါပွဲကငါညောအမေသားတွေးနေငါလောင်းနေနော်ဒါပေမဲ့တွေးအယောင်တွေကနော်အနီရောင်တွေပြောင်းခုန်နေနော်အဲ့ဒါဘလို့ဖြစ်လဲနေလို့စစ်ဆက်ကြည့်နော်ဒီတို့တော့ဒုက္ခရောက်တော့မယ်နော်အဲ့ဒီပွဲကတော့ငါရင်နဲ့လောင်းပြီးအဲ့မိတွေလိုက်တတ်မယ်နော်နေလို့တေချာကြည့်နော်ငါရင်နဲ့လောင်းတာတော့မိထတောက်တယ်နော်နေတွေ့လဲနော်ရင်နဲ့လောင်းတာမိထတောက်တယ်နော်နော်ရေပြည့်နေပြီနော်အဲ့တော့အထက်ဆရာများအားလုံးကျွန်တော်မှားခဲ့တာရှိရင်တောင်းမှပါတယ်နော်ကျွန်တော်မသိလို့လုပ်မိရဲ့အတွက်ကျွန်တော်လည်းတမခတ်နဲ့နော်တောင်းမှပွဲပြန်ထိုး